အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဒီတော့ရေပြအိုင်သွားတဲ့ခရီးစဉ်လေးကိုပြောပြပါရစေလမ်းညွန်လေးကတော့မန္တလေးပြည်ဦးလင်လမ်း16မိုင်တိုးဂိတ်ကနေပြီးတော့မှလမ်းခွဲပြီးရင်73မိုင်အပန်းဖြေစခန်းထိရောက်အောင်သွားပြီးလို့ရှိရင်ဒီတော့ရေပြအိုင်ကိုရောက်ပါပြီဒီတော့ရေပြအိုင်ကိုရောက်လို့ရှိရင်ဖက်နှက်ပြတ်တက်တာကြောင့်လို့ဖက်နှက်ကောင်းကောင်းလေးတော့စီးသွားဖို့တော့မမေ့ပါနဲ့နော်Country roads take me home တောင်တက်လိုက်အမောပြေးလိုက်နဲ့တက်လာခဲ့ဒီနေရာလေးတော့ရောက်ပါပြီဒီနေရာလေးကတော့အရန်လာရဲ့ view point နေရာလေးပဲဖြစ်ပါတယ်ရှိပြပြအောင်မြင်လိုက်မှပဲစိတ်ထဲအမောပြေးသွားတယ်ကျွန်တော်သွားတဲ့ရက်ကရုံးပေးရက်ဖြစ်တာကြောင့်မလို့ဒီမှာလူတွေအရန်စီကားနေပါတယ်ရေအနက်ကတော့15ပေလောက်ဒီနက်တာကြောင့်မလို့ရေမကူးတတ်တဲ့လူဆိုရင်တော့တိတ်နဲ့နေရာလောက်ပဲဆင်းသင့်ပါတယ်ကျွန်တော်ကတော့ရေကူးတတ်တဲ့အတွက်ဒီထဲမှာရေဆင်းပြီးတော့မှကူးခဲ့ပါတယ်ကျွန်တော်သွားခဲ့တာငါးတဲ့ရေပြအိုင်ဖြစ်တဲ့အတွက်ပေါ့နော်တောင်အမြင်နဲ့တက်ဆရာမလို့ဘူးရေတကုံနဲ့လည်းထိတွေ့ခြင်းနဲ့ဆိုရဲလူရဲ့အတွက်အရန်ကိုအဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်